2 session C က number 15ပေါ့နော်အဲ့တော့ဒီလိုပုံစံတွေကိုဒီကျတို့ကဘာလို့ခေါ်လဲဆိုရင် in equation ပုံစံတွေလို့ခေါ်တယ်အရှိမတော့ကဒီကျတို့သင်ခဲ့တာဒီညီမျှခြင်းပုံစံအခုကျတော့ညီမျှခြင်းမဟုတ်တော့မညီမျှခြင်းတွေပေါ့အဲ့တော့ငယ်ငယ်မယ်ကြီးရင်ကြီးမယ်ဒါမျိုးတွေပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးပုံစံတွေကိုဒီကျတို့ကတက်တည်ပြရတော့မှာပေါ့နော်အဲ့လိုပုံစံတွေမှာတစ်ချက်သတိထားရမှာဒီကျတို့ရဲ့ enter mobile ကစတယ်လေဆိုတာလေးတစ်ချက်သတိထားပေးရမယ်ပုံမှန်ဆိုရင် equation ပုံစံတို့ divisible by ပုံစံတို့မှာဆိုလို့ရှိရင်ဒီကျတို့က enter mode ဒီ natural number ပဲများသောအားဖြင့်ဖြစ်တာများတယ်အခုလိုမျိုး in equation ပုံစံမှာကြတော့ तू က enter mode define လုပ်တဲ့အခါမှာ greater than equal to 3လည်းဖြစ်နိုင်တယ် greater than equal to 7လည်းဖြစ်နိုင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာလေးတွေမှာလည်း तू ဒီပုံစံအချိန်ပြောင်းရှိနိုင်တယ်ဒီကျွန်တော်ရဲ့ 2n ဟာ less than 2 power n minus 1ကနေပြီးတော့ကျွန်တော် 2n minus 1အော်ဒါမျိုးတွေပေါ့နော်ဟိုဒီနေရာတွေမှာပုံစံအမျိုးအစားတွေဒီကျွန်တော်အမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ဟုတ်ပြီနော်2 power n ကနေ2 power 2n လည်းဖြစ်သွားနိုင်တယ်2 power n square လည်းဖြစ်သွားနိုင်တယ်ဒီကျတို့ကဟုတ်ပြီနော်အဲ့တော့သူ့ရဲ့ပုံစံမှာဘလို့ပဲပြောင်းသွားဒီကျတို့တွက်ရမယ် flow တွက်ရမယ်အဆင့်အတိုင်းကတော့ဒီကျတို့ပုံမှန်တိုင်းပဲဆက်သွားပေးရမယ်နော်အဲ့တော့ပထမဦးဆုံးဒီကျတို့ solution ဟုတ်တယ် let ပါထားမှာလဲဆိုတော့ b or n be the statement that statement that ဆိုတော့ proof that ရဲ့နောက်ကကောင်ဒီကျတို့ထားရမယ် statement ပေါ့နော်အဲ့တော့ 2n less than 2 power n minus 1အဲ့တော့ဒီနေရာမှာဒီကျတို့ကဘာအတွက်လဲဆိုလို့ရှိရင် n greater than equal to 3အတွက်ဟုတ်ပြီနော်အဲ့လိုမျိုးလေးဒီကျတို့ထားပေးခဲ့မယ်ဒါဆိုရင်ဒီကျတို့ကပထမဦးဆုံး enter move ဘာအတွက်ပဲဒီကျတို့စလို့ရမလဲဆိုလို့ရှိရင် enter move 3ကနေပဲဒီကျတို့စလို့ရမယ်အဲ့ဆိုရင် enter mode 3အတွက်ကိုဒီချို့တော့တက်တည်ပြမယ်ဒါဆိုရင် left hand side အဲ့တော့အရင်တော့က equation ပုံစံမှာတော့ကဒီချို့ရဲ့ left hand side ဒီချို့တော့ကိန်းလုံးအရေးအတွက်ကိုပြောတာဒီနေရာမှာကတော့ဒီချို့ရဲ့ in equation ပုံစံတွေမှာကြတော့သူ့မှာကကိန်းလုံးအရေးအတွက်ရမရှိဘူးဘယ်ဘက်ကလဲ formula ကြီးပဲညာဘက်ကလည်းဒီချို့ formula ကြီးပဲဒါကြောင့်မို့လို့ဒီချို့က enter mode တွေဒီသူ့ရဲ့ formula ထဲမှာအစားသွင်းရမယ်တန်ဖိုးတွေအကြီးပဲဖြစ်သွားပြီနော်အဲ့တော့ကြတော့အခုဒီမှာ left hand side ထဲက n နေရာမှာဒီကျတို့ကဘာထည့်ပေးမှာလဲဆိုတော့3ထည့်ပေးမှာအဲ့တော့2 into 3ဆိုတော့ဒီကျတို့ဘယ်လောက်ရလဲ6ဆိုပြီးရတယ်အဲ့ဆိုရင် right hand side က n နေရာမှာလဲဒီကျတို့က3ထည့်ပေးမယ်အဲ့တော့2 cube minus 1အဲ့တော့ဘယ်လောက်ရမလဲဆိုတော့7ဆိုပြီးတော့မှရသွားမယ်2 cube က8 1နှုတ်လိုက်တော့ဒီကျတို့က7ဆိုပြီးတော့ရပါမယ်။ဒါဆိုလို့ရှိရင်ဒီကျတို့ရဲ့ left hand side က right hand side ထဲငယ်လားငယ်တယ်ချင်းငယ်တယ်เนาะအဲ့တော့ left hand side ကဒီကျတို့ရဲ့ right hand side ထဲငယ်တယ်ဒါကြောင့်မို့လို့ဒီကျတို့ရဲ့ p or 3လေးက is true ဖြစ်သွားတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီကျတို့က for n equal to k အတွက် အဲ့တော့ assume လုပ်ပေးရမယ်။ assume that ဆိုပြီးတော့မှဒီကျတို့ assume လုပ်ပေးမယ်အဲ့တော့ p or k is true အဲ့တော့ p or k က true ဖြစ်တယ်ဆိုတာဒီကျတို့က 2k ဟာ less than 2 power k minus 1ဖြစ်တယ်ဆိုပြီးတော့မှဒီကျတို့ပြောတော့တာဒါဆိုရင်ဒီနေရာမှာဒီကျတို့ရဲ့ k တန်မိုးလေးဒီဘယ်သူထက်ကြီးရတော့မှာလဲဆိုတော့3ထက်ကြီးရတော့မှာအပေါ်မှာဒီကျတို့က n equal to 3အထိကတက်တည်ပြပြီးသားဆိုတော့ဒီကျတို့ဒီမှာ assume လုပ်လိုက်တဲ့ k ဒီ3ထက်ကြီးတဲ့ k တွေပဲဖြစ်ရတော့မယ်ဟုတ်ပြီနော် n equal to 3အတွက်ကိုဒီကျတို့တက်တည်ပြပြီးသွားပြီမှန်တယ်ဆိုတဲ့အကြောင်းတက်တည်ပြပြီးသွားပြီအခုဒီမှာ assume လုပ်လိုက်တဲ့အခါမှာဒီကျတို့က n equal to k အတွက်ကိုမှန်တယ်ဆိုပြီး assume လုပ်လိုက်တယ်ဒါပေမဲ့ဒီကျတို့ assume လုပ်လိုက်တဲ့ k တန်မိုးလေးဒီဘယ်သူထက်တော့ကြီးရမလဲဆိုရင်3ထက်တော့ဒီကျတို့ကြီးမှရမယ်ရမယ်နော်ဒါဆိုရင်ဒီကျတို့က for n equal to k plus 1အတွက်ဒီကျတို့တက်တည်ပြပေးရမှာဒီအဲ့တော့2 into k n နေရာမှာဒီကျတို့ k plus 1ထည့်ရမယ် less than 2 power k plus 1 minus 1ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီကျတို့ကဒီကောင်ကြီးဖြစ်ကြောင်းကိုဒီကျတို့ကတက်တည်ပြချင်တာဒီကိန်းတွဲကြီးဖြစ်ကြောင်းကိုဒီကျတို့ကတက်တည်ပြချင်တာဒါဆိုရင်ဒီလိုပုံစံတွေမှာဒီကျတို့ကတက်တည်ပြချင်တဲ့ကောင်ကနေပြီးတော့ပြန်စဉ်းစားမယ်အပေါ်ဒီကျတို့ဘယ်လိုပြန်တက်ရမလဲပေါ့ဗျောင်းပြန်စဉ်းစားမှာပေါ့ဒီကျတို့အဖြေကနေပြန်စဉ်းစားတာပေါ့
ဟုတ်ပြီနော်အဲ့တော့ကြတော့စဉ်းစားနည်းဒီချေပြောမယ်အဲ့တော့ lesson ပုံစံတွေ integration ပုံစံတွေမှာစဉ်းစားရတာနည်းနည်းလေးခက်တယ်အဲ့တော့ဒီချေတို့ကဘာကနေပဲပြန်စဉ်းစားမှာလဲဆိုတော့ဒီချေတို့အဖြေကနေပဲအမြဲတမ်းပြန်စဉ်းစားမယ်ဒါဆိုရင်ဒီချေတို့ဖြစ်ချင်တဲ့အဖြေဒီ2 into k plus 1လေးက less than 2 power k plus 1 minus 1ဆိုပြီးတော့မှဒီချေတို့ရှိတယ်ဒါဆိုရင်ဒီမှာဒီချက်ကဒီ2လေးနဲ့ဘယ်လောက်ထိဖြီလို့ရမလဲလို့တွားကြည့်မှာဖြီလို့ရတဲ့လောက်ဒီချာတို့ဖြီကြည့်မယ်ဖြီမှာဒါဆိုရင်ဒီချာတို့မှာကအခုဒီမှာဝင်မြောက်လိုက်တော့ 2k plus 2ဆိုတာလေးရှိမယ် less than ပြီးွားရင်ဒီကောင်ကိုဖြီလို့ရတာဒီ2 power k into 2 minus 1ဆိုပြီးတော့ဒီချာတို့ဖြီလို့ရတယ်ဟုတ်ပြီနော်အဲ့တော့အခုဒီမှာဒီချက်ကကြည့်လိုက်တော့ဒီချာတို့ u 3ရမယ့်ထဲမှာဒီချာတို့ 2k ပါတယ်2 power k minus 1ပါတယ်အဲ့ဒီကောင်ကနေပြီးတော့ဒီချာတို့ကဒီအခြေအနေကိုရအောင်သွားမှာဟုတ်ပြီနော်ဒီဘက်ကအခြေအနေကိုဒီချာတို့ရအောင်သွားမှာအဲ့တော့သွားမယ်ဆိုတော့ကြတော့ဒီချာတို့ကဒီမှာဒီကောင်လေးကိုဒီချာကပြန်ပြင်ရေးရင်ဒီကောင်လေးကိုပြန်ပြင်ရေးရင်2 into sorry 2 power k ပေါ့2 into 2 power k ဆိုပြီးတော့ရှေ့နောက်ချိန်လိုက်လို့ရတယ်ဒါဆိုရင်ဒီကောင်လေးရဲ့သဘောတရားဒီချာတို့က2 power k လေးဘယ်နှလုံးလို့ပြောထားရလဲ2 power k ကနှလုံးလို့ပြောထားတာ2 power k နှစ်ခါပေါင်းထားတာပေါ့ဟုတ်လားအဲ့တော့ဒီအနေထားလေးဒီချာတို့ကဘယ်လိုပြင်လို့ရသေးလဲဆိုရင်2 power k plus 2 power k ဆိုရင်ဒီချာတို့က2 into 2 power k ဆိုပြီးရေးလို့ရလားမရဘူးလားရတယ်နော်အဲ့လိုပုံစံမျိုးလေးဒီချာတို့ရေးလို့ရတယ်ဒါဆိုရင်ဒီချက်ကဒီအနေထားစီဒီချာတို့ဖြီလို့ရတဲ့အနေထားအကုန်ပဲဟုတ်ပြီနော်အဲ့အနေထားလေးဒီအခြေအနေလေးကိုဒါဒီဘက်မှာတော့ 2k plus 2လေးက less than 2 power k plus 2 power k minus 1ဒီအနေထားလေးကိုဒါရောက်ပြီဆိုရင်ဒီချာတို့အပေါ်ကိုတဖြည်းဖြည်းချင်းပြန်တက်ပြီးတော့ဒီချာတို့လိုချင်တဲ့အဖြေကိုရောက်သွားပြီပေါ့ဟုတ်ပြီနော်ဒါကဒီချက်ဒီအဖြေကနေပြီးတော့မှဒီချာတို့ပြန်စဉ်းစားလိုက်တာအဖြေမှာဖြီလို့ရတာဒီချာတို့ဒီလောက်ထိဖြီလို့ရတယ်အဲ့တော့အဲ့အခြေအနေလေးကိုရောက်အောင်ဒီချာတို့ကဘယ်ကောင်ကနေယူသုံးရမှာလဲဆိုရင် n equal to k ဆိုတဲ့ gain လေးကနေဒီချာတို့ကယူသုံးရမှာအဲ့တော့ n equal to k ကနေပြီးဒီချာတို့လိုချင်တဲ့ပုံစံလေးရအောင်ဒီချာတို့တဖြည်းဖြည်းချင်းပြင်သွားမယ်အဲ့တော့စဉ်းစားပုံစဉ်းစားနည်းကိုဒီချာကပြောပြတာနောက်ဟာတွေကြောက်လို့ရှိရင်ကိုယ့်ဘက်တက်ကိုဖြီပြီးတော့ဘယ်လိုယူရမလဲဆိုတာလေးသိအောင်လို့ဒီချာတို့က n equal to k plus 1အတွက်သက်သေပြတဲ့အခါမှာတော့များသောအားဖြင့်ဒီ n equal to k မှာဒီချာတို့ရှိပြီးသားဖြစ်တဲ့ကောင်ကနေပြီးတော့ပဲယူသုံးတယ်ဟုတ်ပြီနော်တခါတလေမှာဒီကျတို့ left hand side ကနေဒီကျတို့တက်တည်ပြခြင်းနဲ့ left hand side ကနေသွားတယ်တခါတလေကြလို့ရှိရင်ဒီကျတို့2 power n equal to k ဆိုပြီးဒီကျတို့မှာရှိပြီးသားကောင်ကနေသွားတယ်အခုဒီမှာတော့ဒီကျတို့ကရှိပြီးသားကောင်ကနေသွားတာပေါ့ we have ဆိုပြီးတော့ရေးလိုက်ပေါ့အဲ့ဒီကျတို့မှာရှိတာက 2k ကဘာထက်ငယ်တယ်လဲဆိုလို့ရှိရင်2 power k minus 1ထက်ငယ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီချက်တော့ဖြီလို့ရတဲ့နောက်ဆုံးအဆင့်မှာ 2k ကိုဘာလေးပေါင်းထားလဲဆိုတော့2လေးပေါင်းထားတယ်ဒါဆိုရင်ဒီချက်က left hand side ကို2ပေါင်းလိုက်မယ် 2k ကိုဒီချက်က2ပေါင်းလိုက်မယ်ဒါဆိုဘယ်ဘက်ကို2ပေါင်းရင်ညာဘက်ကိုလည်း2ပေါင်းမှဒီချက်တို့ရဲ့ less than ကဆက်ပြီးတော့ less than ပဲဖြစ်နေမှာလေဘယ်ဘက်ကိုပေါင်းပြီးတော့ညာဘက်ကိုမပေါင်းဘူးထားလိုက်လို့ရှိရင်ဒီချက်တို့ရဲ့ဘယ်ဘက်ကြီးကကြီးချင်ကြီးသွားမှာပေါ့ဟုတ်လားအဲ့တော့အခုဒီမှာ2 power k ကိုလည်းပဲညာဘက်ချမ်းကိုလည်းပဲဒီချက်က2လေးပေါင်းလိုက်တယ်ပေါင်းတဲ့အခါမှာဒီချက်ကြီးဂျားလေးတွေကိုထည့်လိုက်တယ်เนาะအဲ့တော့ဘလို့လုပ်ရရဲတကယ်ရတော့လေဒါပေမဲ့အဆင်ပြေအောင်လို့ဒီချက်ကဒီအနေထားကိုရောက်အောင်သွားချင်တာမို့လို့ဒီချက်ကဒီဂျားထဲမှာထည့်လိုက်တာဘာဖြစ်လို့လဲဒီချက်တို့ရဲ့ဖြီထားတဲ့အဆင့်မှာလည်းပဲမိုင်းနှုံအန်လေးနောက်ဆုံးမှာပဲရှိရလေဒါကြောင့်မလို့ဒီချက်ကဒီလိုအနေထားမျိုးလေးရေးလိုက်တာဒါဆိုရင်ဘယ်ဘက်ချမ်းကတော့ပြေလည်သွားပြီဒီကျတို့မှာဒါပဲရှိရအောင်เนาะအဲ့တော့ညာဘက်ချမ်းမှာနှိုင်းရှင်လိုက်တော့ဒီကျတို့မှာ2 power k ရှိရယ် -1 ရှိရယ်ဒီကျတို့ဖြီထားတဲ့ထဲမှာလည်း2 power k ရှိရယ် -1 ရှိရယ်ဘာလေးပဲချိန်နေလဲဆိုတော့2လေးပဲချိန်နေတယ်ဒါဆိုရင်ဒီချက်ကဒီမှာနှိုင်းရှင်ကြည့်မယ် 2k plus 2လေးက2 power k plus 2 -1 ထက်ငယ်တယ်အပေါ်မှာရှိခဲ့ပြီသားဒါဆိုရင်ဒီချက်ကဒီ2နေရာမှာပြောင်းလဲလိုက်မယ်2နေရာမှာဒီချက်က2 power k ပြောင်းလဲလိုက်မယ်
နှိုင်းရှင်တာပေါ့နော်ပြောင်းလဲတယ်ဆိုတာတဲ့နှိုင်းရှင်လိုက်တာပေါ့2နဲ့2 power k နဲ့နှိုင်းရှင်မယ်ဘယ်သူကကြီးမလဲ 2 power k နဲ့2 power k နဲ့2နဲ့ဒီချက်ကနှိုင်းရှင်လိုက်တဲ့အခါမှာဘယ်သူကကြီးမလဲဒီချက်နှိုင်းရှင်ချင် 2 တာ power k ကကြီး ဟုတ်တယ်2 power k ကကြီးမှာပေါ့2ဆိုတာဒီ2လေးတစ်ထပ်တည်း2 power k ဆိုတာဒီ k တန်မှုက3ထက်ကြီးတာဖြစ်တဲ့အတွက် k power 4လည်းဖြစ်နိုင်တယ်5လည်းဖြစ်နိုင်တယ်ဒါဆိုရင်တေချာပေါက်ဒီနောက်ကကိန်းလေးကကြီးမှာပေါ့ဟုတ်လားဒါကြောင့်မလို့ဒီချက်ကသူ့ကိုဒီလိုမျိုးလေးပြလိုက်တယ်ရလား ဟုတ် ရတယ်နော်ဒါပေမဲ့ဒီချက်တို့လိုချင်တာဒီတူနဲ့တူပဲလိုချင်တာလေဒီဂျားတွေကကိန်းလေးဒီချက်တို့အတွက်မလိုအပ်ဘူးမလိုအပ်တော့ဘာလုပ်မလဲဆိုတော့ဒီချက်ကနောက်ဆုံးအကောင်ကိုပဲယူချင်တာဒါဆိုရင်ဒီချက်ရဲ့ 2k + 2ဒီနောက်ကကောင်ကြီးထက်ငယ်လားမငယ်ဘူးလား ငယ်တာပေါ့ဒီချက်တို့ကဘယ်လိုရှိလဲဆိုလို့ရှင်ဒီချက်တို့က3က4ထက်ငယ်တယ်4လေးက5ထက်ငယ်တယ်ဆိုရင်ဒီချက်တို့ရဲ့3ဒီ5ထက်တေချာပေါက်ဘာဖြစ်မှာပဲလဲငယ်မှာပေါ့ဟုတ်လားအဲ့တော့ဒီအနေထားကိုဒီချက်တို့ကယူသုံးမှာဒါကြောင့်မို့လို့ဒီချက်တို့က 2k + 2ဒီ less than 2 power k + 2 power k - 1ဆိုပြီးတော့ဒီချက်တို့ရသွားပြီအော်ဒါဆိုရင်ဒီချက်ကတဖြည်းဖြည်းနဲ့အပေါ်ကိုပြန်တက်တော့မယ်ဒီလိုပုံစံမျိုးပြောင်းပြန်သွားတော့မယ်အဖြေရရောက်သွားပြီလေဒီချယ်တို့လိုချင်တဲ့နောက်ဆုံးအဆင့်ကိုဒီချယ်တို့ကအဖြေရရောက်သွားပြီဒါဆိုရင်သူ့အတိုင်းပဲပြန်ရေးလိုက်ရုံပဲ2 power k နှစ်ခါပေါင်းတယ်ဆိုတာ2 * 2 power k လို့ဒီချယ်တို့ရေးလို့ရတယ်အိုင်ကနေပြီးတော့မှတစ်ခါ 2k + 2လေးဟာ2နဲ့2 power k နဲ့မြောက်ထားတယ်ဆိုရင်2 power k + 1လို့ဒီချယ်တို့ရေးလို့ရတယ်ဒါဆိုရင်လိုချင်တဲ့အဖြေကိုရောက်သွားပြီလားရောက်သွားပြီเนาะအဲ့တော့ဘယ်ဘက်ချမ်းမှာဒီချက်ကပုံထုတ်လိုက်တယ်ဆိုတဲ့အနေထားလေးတစ်ခါတည်းရေးလိုက်မယ်2ကိုပုံထုတ်လိုက်တယ်ပေါ့ဒါဆိုရင်ဒီချယ်တို့လိုချင်တဲ့အဖြေကိုဒီချယ်တို့ကရောက်သွားပြီဒါကြောင့်မို့လို့ဒီချယ်တို့ဘာဖြစ်သွားပြီလဲ p of k + 1က true ဖြစ်သွားပြီဒါ is true အော်ဒါဆိုရင် by mathematical induction အရာ mi ဆိုတာ mathematical induction ကိုပြောတာကျတို့ပြီးတော့ n က true ဖြစ်သွားပြီဒါကြောင့်ဒီကျတို့ရဲ့ 2n လေးဒီ2 power n - 1ဆိုတာလေးဖြစ်သွားပြီ4ဘာအတွက်လဲကျတို့ n greater than equal to 3အတွက်ဆိုပြီးဒီကျတို့ရေးလို့ရသွားပြီဒါဆိုရင်နားလည်လားဟုတ်ရှင်နားလည်နော်နားလည်ရှင်